ကူညီချင်းဆိုတာကလောကမှာအင်မတန်တမှုရှိတဲ့လုပ်ရတစ်ခုပါလူတအုပ်ရဲ့အခက်အခဲကိုမျှဝေခံစားပြီးတက်နိုင်တဲ့လောက်ကူညီလိုက်ခြင်းအပြင်အကူအညီရသူအတွက်သာမကကူညီသူအတွက်ပါစိတ်ချမ်းသာမှုတွေရရှိစေပါတယ်ကျွန်တော်တို့မြန်မာစကားပုံလေးတစ်ခုရှိပါတယ်ပေးကမ်းစွန့်ကြဲများစွာရဆိုတဲ့စကားပုံလေးပါကိုကတခုခုကိုပေးလိုက်ခြင်းအပြင်တကယ်တော့ကိုယ့်စီကိုပို့ပြီးတော့ပြန်လာတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ကျွန်တော်နောက်တစ်ခုကတော့ကိုချင်းစာနာမေတ္တာထားဆိုတဲ့ဆိုလိုလေးတစ်ခုပါကျွန်တော်တို့သူတစ်ပါးရဲ့ခံစားချက်ကိုချင်းစာကြည့်ပြီးမေတ္တာထားကကူညီလိုက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဓိပ္ပာယ်ရှိတဲ့ကိုညီဖြစ်လာမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အခွင့်အခါရတိုင်းကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအကူအညီလိုအပ်နေသူတွေကိုမတုံမဆိုင်မဲ့ကူညီလိုက်ကြပါစို့တိုက်တွန်းအပ်ပါတယ်တင့်ရဲ့အသေးအဖွဲကူညီမှုလေးတစ်ခုဟာသူတို့အတွက်တန်ဖိုးမဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်သွားနိုင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်